ဂျွန်ဘဝနဲ့တူတဲ့ဩဒိစာကုတ်ကုတ်စာနိဝရဏနန္ဒာယခရီးသွားရတာနဲ့တူတဲ့ဝိသိကိစ္စနိဝရဏဒီနိဝရဏနှစ်ပါးအချောင်းကိုကေနဲ့တူတူဒီဗီဒီယိုလေးမှာလေ့လာကြရအောင်ရှင်၄ဂျွန်ဘဝနဲ့တူတဲ့ဩဒိစာကုတ်ကုတ်စာနိဝရဏဂျွန်ဘဝဟူသည်လွတ်လပ်မှုမရှိအရှင်သခင်ခိုင်းစေရာကိုသာလုပ်ရပြီးမိမိစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်မရှိတကယ်သို့ဩဒိစာကုတ်ကုတ်ဆလွမ်းမိုးပြီးစိတ်ပြန့်လွင်ပူပန်နေသူသည်မြည်သည့်အာယုံကိုဖြစ်စေလွတ်လပ်စွာမဆုံးဖြတ်မခံစားနိုင်ပါဂျွန်ဘဝမှာလွတ်မြောက်လာပြီးမိမိကိုမိမိပိုင်လာသောအခါအရာရာကိုရွေးချယ်ခွင့်ဆုံးဖြတ်ပိုင်ခွင့်များရရှိလာပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရတဲ့ကဲ့သို့ဩဒိစာကုတ်ကုတ်စာဖယ်ရှားပြီးသူသည်လည်းပူပန်မှုကင်းစင်တရားအာယုံများ၌စူးစိုက်လာနိုင်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပဲဖြစ်ပါတယ်ရှင်။ငါကန္နာယခရီးသွားရတာနဲ့တူသည့်ဝိသိကိစ္စနိဝရဏကန္နာယခရီးကြီးသည်ကျန်းတန်းခက်ခဲကအလွန်အန္တရာယ်များပြီးလူဆိုးဓမြများလည်းရှိနေတတ်ပါတယ်ရှင်။ထိုခရီးကိုဖြတ်သွားရသူသည်မြည်သည့်နေရာ၌လူဆိုးများပေါ်လာပြီးပစ္စည်းဥစ္စာယတနာများကိုလူရကြမလဲဟုတန်တရားစိတ်နဲ့ခရီးသွားနေရတဲ့ကဲ့သို့ဝိသိကိစ္စရှိနေလျင်တန်တရားစိတ်များလွှမ်းမိုးနေ၍ပြုလုပ်ရမည်ကုသိုလ်အလုပ်များကိုလည်းဆက်မလုပ်နိုင်တော့ပါဘူးရှင်။ကန္နာယခရီးမှာလွတ်မြောက်လာသူသည်တန်တရားကင်းကင်းနှင့်အေးချမ်းစွာခရီးဆက်နိုင်တဲ့ကဲ့သို့ဝိသိကိစ္စကိုဖယ်ရှားလိုက်တော့စိတ်ထဲ၌တန်တရားလွှမ်းမိုးမှုစိုးရိမ်ပူပန်မှုများမရှိတော့သောကြောင့်အေးချမ်းစွာတရားအလုပ်များကိုဆက်လက်အားထုတ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။စိတ်ရဲ့အညစ်အကြေးနိဝရဏတရားများကိုဖယ်ရှားနိုင်ရန်ကြိုးစားအားထုတ်ကြရမှာပဲဖြစ်ပါတယ်ရှင်။စိတ်အညစ်အကြေးများကိုဖယ်ရှား၍စိတ်ဖြူစင်ကြည်လင်လာမှသာမိမိတဏ္ဍာမှာရှိတဲ့ရုပ်နံသဘာဝတရားများကိုအမှန်တိုင်းသိမြင်လာနိုင်သောအသိဉာဏ်ပညာများဖြစ်လာနိုင်ပါတယ်ရှင်။အသိဉာဏ်ပညာများအားကောင်းလာသည်နှင့်အမျှသစ္စာလေးပါးကိုသိမြင်နိုင်သောနိဗ္ဗာန်ကိုမြင်နိုင်သောမဉ္ဇဉ်များတိုင်းရရှိလာပြီးတန်တရားဝိဒုက္ခဆင်းရဲပေါင်းမှလွတ်မြောက်လာမှာပဲဖြစ်ပါတယ်